ကျွန်တော်တို့နိုင်ငံမှာလူမျိုးပေါင်းစုံနေထိုင်နေဆိုတာကိုပြလိုက်ချင်တာလည်းပါတယ်။ပြီးတော့ကျွန်မချင်းမျိုးသမီးတစ်ယောက်ဆိုတော့ကျွန်တော်တို့ရဲ့ရိုးရာအဝတ်စားကိုတန်ဖိုးထားတဲ့အနေနဲ့ကျွန်တော်တို့ချင်းလူမျိုးထဲမှာ53မျိုးရှိတယ်။အဲ53မျိုးတဲ့လူမျိုးတစ်မျိုးရဲ့ဝတ်စုံပါပင်လုံညီလာခံကျမတို့ငင်းချမ်းရေးပေါ်ဆောင်မဲ့ညီလာခံမှာတက်ရောက်တဲ့အတွက်ကျမတို့လူမျိုးစုကိုကိုစားပြုတဲ့ကိုရိုးရာဝတ်စုံနဲ့တက်ရောက်မှသာလေအတိတ်ပဲရှိမှဖြစ်ပါတယ်အခါဝိဇာအမီတခါအဲ့လိုအဲ့ကစဉ်းသက်လာတယ်ပေါ့နော်အဲ့လိုယူရှိတဲ့အတွက်ကျွန်တော်ဒီကောင်းကောင်းကလည်းတခါပုံစံစင်တဲ့ကိုတခါပုံစံစင်သူပေါ့နော်အဲ့လိုဆောင်းပါးလေးနဲ့အမောက်လေးနဲ့အဲ့လိုထောင်ထားတာပါ